မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ပဲခူးတိုင်းကဝမြို့နယ်တခွက်ကန်ကြီးရွာဘာကဘုံတော်ကြီးပညာသင်ကြားဘုံတော်ကြီးကျောင်းမှာပညာသင်ကြားနေတဲ့မိဝေးဖဝေးမိဘမဲ့ရင်ခွင်တစုံလိုအပ်နေတော့ကလေးငယ်လေးများဖြစ်ပါတယ်တချို့ဒီမှာဆိုလို့ရှိရင်မိဘတွေဟာနေမှာရောက်ပြီးတချို့မိဘတွေကကြောတော့မရှိကြတော့ပါဘူးဒါလေးကိုဘဘာဖုံးကနေပြီးတော့ခေါ်ယူကျွေးမွေးပညာသင်ကြားပေးခြင်းပဲဖြစ်ပါတယ်ဒီကျောင်းလေးမှာကျောင်းသားဦးရေအယောက်200လောက်ရှိပါတယ်ခင်ဗျာအလှရှင်များအနေနဲ့လည်းဒီကျောင်းလေးကိုတကယ်အမှန်ကန်လိုအပ်နေတာဖြစ်တဲ့အတွက်ကြောင့်လာရောက်လှူဒါန်းပေးကြပါရန်ကျွန်တော်ကနေပြီးတော့တတ်နိုင်တဲ့ဘက်ကနေဒီဗီဒီယိုလေးနဲ့တောင်းဆိုပါရစေခင်ဗျာတွားရောက်ရေးလှူဒါန်းပေးကြရန်လည်းတိုက်တွန်းနှိုးဆော်အပ်ပါတယ်ကျောင်းသားကျောင်းသူလေးတွေရဲ့ပညာသင်ကြားခြင်းအစာဝတ်နေရေးအဝတ်အထည်အားလုံးလှူဒန်းလို့ရပါတယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုလေးကနေပြီးတော့ထပ်လောင်း၍ပြောကြားအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတော့တယောက်ချင်းဒီဇိုင်းကိုအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားရင်းနဲ့နှုတ်ဆက်အပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်